အခုညာခေါင်းစဉ်လေးပေးထားပါတယ်အဲ့ခေါင်းစဉ်ကထက်နေလားမသိဘူးကျွန်တော်လည်းမမှတ်မိတော့ဘူးနော်ပါတော်မူနိုင်ငံတချင်းခေါင်းစဉ်လေးပေးထားတာပါတော်မူနိုင်ငံတချင်းရှိတယ်မလားရတနာပုံနေပြီမန္တလေးမြို့ဘယင်းနဲ့မိဖုရားလက်ဖန်းတာရတနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်အုပ်ဆိုးခဲ့သည်ဘယင်းမင်းအုပ်ဆိုးတဲ့ဆက်ရောက်ဗမာပြည်ရဲ့နောက်ဆုံးခေတ်ကုန်းမောင်ခေတ်ရှေ့ဆုံးကဘာတူလဲအလောင်းဖျားဗမာအုပ်ဆိုးတယ်လေမောင်တချိုးပြန်လာတာပဲတတိယပြန်လာတာပဲရွှေဘို့နော်ရွှေဘို့ဘာလို့ခေါ်လဲကုန်းမောင်လို့ခေါ်တယ်မလားအလောင်းဖျားစတာရွှေဘို့ကစတယ်စချင်းရွှေဘို့ကနေစတယ်နောက်ဆုံးခေတ်ပကံပင်းရအင်းဝတောင်ကုန်ညောင်ရမ်းကုန်းမောင်နောက်ဆုံးခေတ်ကုန်းမောင်ခေတ်အလောင်းဖျားနောင်တော်ကြီးဆေးဖြူရှင်စင့်ကူးမင်းဖောင်ကားဆောင်မောင်ဘိုးတော်ဖျားပါကြီးတော်တာယာဝတီပကံမင်းတုံဒီဘော17ရောက်11 dynasty or ကုန်းမောင် period 11က17 dynasty ကတော့မင်းဆက်ကုန်းမောင်ကတော့ကုန်းမောင် period period ကပါလေခင်မလားသမီးတို့နော်တည်တယ်ကလေးလေးတွေကောင်းမြင်နေကလေးတွေခုကလေးအင်းစာတက်ကြပါတယ်နောက်11 dynasty or ကုန်းမောင် period နောက်ဆုံးခေတ်မှာဘယင်17ရောက်အဆိုးတွေပြန်ယုံကြက်ကန်းဆန်ကိုတိုးတယ်ကြောက်ပါကြောက်လို့အလောင်းဖျားနောင်တော်ကြီးစင်ဖြူရှင်စင့်ကုန်းမင်းဖောင်ကားသားမောင်ဘိုးတော်ဖျားဘာကြီးတော်တာယာဝတီပကံမင်းတုံဒီဘောတချင်းလို့ဆိုတဲ့တာကိုနော်ပါတော်မူလေယတနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်သာယာစီတီဘောရာစာနန်းဆန်း9နှစ်မှာတီဘောမင်းဘယ်နဲ့အုပ်ဆိုးလဲ9နှစ်တီဘောမင်းဘယင်တန်လျက်ကင်ထားတာတန်လဲဆိုတာဘာလဲအသွားနှစ်ဖက်ပါတော့ဒါယာရုကြီးတာပေါ့ရိုးလူကဓာတ်ကင်ရင်ဘာလဲအသွားဘာနှစ်ဖက်လဲတစ်ဖက်တည်းတစ်ဖက်ပဲခုတ်လို့ရတယ်ဘယင်ကြတော့ဟိုဘက်ကပြောခုတ်လို့ရတယ်နော်အသွားနှစ်ဖက်ပါတော့ဒါတန်လျက်ကင်ပြီးတော့တိုင်းပြည်အုပ်ချုပ်တာ9နှစ်ကြာတယ်အာနာရှင်လို့ပြောရမှာပေါ့ဘယင်ဆိုတာဥပဒေကဘယ်ကထွက်လဲသူ့ပါဇက်ကထွက်တာပေါ့အခုဥပဒေကဘယ်ကထွက်တယ်လို့လွတ်တော်တွေကထွက်တာပေါ့ဥပဒေကိုဘုရားဘုန်းကြီးမြောင်းနိုင်ရေးလို့မရဘူးနော်ဥဝင်းမြင့်ရေးလို့မရဘူးဒေါ်ဆန်းစုကြည်ရေးလို့မရဘူးသူတို့က government အစိုးရစီမံခန့်ခွဲမှာဥပဒေကဘာမှရေးမှာလဲလွတ်တော်ထဲမှာရေးမှာပေါ့မဟုတ်လက်တာပြောနေတာရှစ်ခေတ်ဘယင်တွေလက်ထက်ကတော့ဘယင်အမိန့်ဒီဥပဒေပေါ့တတ်ဆိုတတ်ပေါ့လွတ်ဆိုလွတ်လိုက်ပေါ့သမီးတို့ကလည်းမဟုတ်ဘူးလားငါကြီးမဲ့ဆိုအိမ်မကိုနဲ့လာယူပေါ့တွားဆိုသွားလာဆိုလာပေါ့ဒီဘောမင်းအာနာရှင်မဲ့ပြောရပါပေါ့အာနာပိုင်လို့ခေါ်တာပေါ့9နှစ်အုပ်ဆိုးတယ်ယန္တနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်သာယာစီတီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့အရေးကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နှန်းအယုတ်ဇတ်မှာမနေ့ကကျွန်တော်နေခဲ့တယ်မန္တလေးရာဇဌာနီမြန်နှန်းအယုတ်ဇတ်မှာဧကရက်နဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာအတီဘောမင်းနဲ့သူမယားနဲ့ဖမ်းခံတဲ့နှစ်1249အင်္ဂလိပ်လို1885အချင်းမှာပါတယ်1249ခုနှစ်မှာတစောင်းမုံလာစုံရှစ်နေကိုတော့မမိတ်နိုင်ပါပြီနှစ်တိုင်သာသည်မမိတ်နိုင်ပါပြီဘသူရေးတဲ့တခြင်းလဲပြဇော်ဝတ်ထုတ်နော်ဇော်ဝတ်ထုတ်အမေကဘသူလဲအဆိုတော်တလုံးနဲ့ထားနော်တမီးတို့သိတယ်တတိယလို့ခုနကျွန်တော်ဆိုပြတဲ့တခြင်းကလည်းညီထုတ်ခဲ့အဖိုးပေါ့သူ့အမေအဖေပေါ့ရွှေတိုင်ညွန့်ဗမာတွေကရွှေကြိုက်တယ်မြို့နာမည်မှာရွှေထဲ့တယ်နော်ရွှေမန်းတင်မောင်ဘာကြောင့်ရွှေမန်းတင်မောင်ထဲ့တာလို့မန္တလေးသားတင်မောင်နမင်းတင်မောင်သူ့မွေးတဲ့ဘုန်းကြီးကဥကေသရတော်သားလေးရောင်တုံးလေးနဲ့မင်းသားဖြစ်အောင်မွေးပေးရတာတင်မောင်မန်းလေးမှာမွေးတော့ကြောင့်မန်းကိုမန်းတစ်လုံးယူတယ်ဗမာတွေကရွှေကြိုက်တော့ကြောင့်ရွှေမန်းတင်မောင်ကြောက်ဘူးတယ်မဟုတ်လားအောင်ပါစေမကြောက်ဘူးလားတပြေနုခက်ဝေငွေခရုရှက်ဝေရွှေချမ်းလောင်းလို့တောင်းစုပန်းချွေကဘာမြေအမိပြုတ်တဲ့လူအလုံးကျမ်းမှာချမ်းသာစေသာအောင်စေသာဟေးမကြောက်ဘူးလားဗမာနိုင်ငံတော်မလီမင်းတည်းစုံမေမြေပိုင်းရှင်းလေသမားဆင်းရဲသာမကြံပေလူရဆန္ဒပြည့်ဝစေအောင်ပါစေရွှေမန်းတင်ရဲ့စေတနာမြတ်တာတွေဝေဖြာလက်ခါချွေညံပြည်တိုင်းပေါင်းကြံစီတိုင်းအောင်ပါစေဟေးစီးပွားရေးနဲ့မကြောက်ဘူးလားပြောရင်တတိယလိုက်ပြချစ်စရာကောင်းလိုက်တဲ့လူယောက်ျားကြီးတွေပမာလူမျိုးကြီးတွေညွန့်ဝင်းအဖေရုပ်ရှင်မင်းသားညွန့်ဝင်းရဲ့အဖေဝင်းဘိုရဲ့အဖေကျွန်တော်နဲ့တွဲတဲ့ကြော်ဘိုရဲ့အဖိုး
ကျော်ကျော်ဘိုးကြီးကျွန်တော်ခင်တယ်နော်ကျော်ဘိုးကျွန်တော်တော်အလုပ်လုပ်တွေတွဲပြီးတော့မှကျော်ကျော်ဘိုးကြီးတွေအလုပ်တွေတွဲလုပ်ဖို့တယ်သူ့အဖိုးရွှေမန်းတင်မောင်တဲ့ကျွန်တော်တို့ကိုမြို့ကိုရရှိမှာရွှေတက်တာပေါ့နာမည်ကျော်နေတဲ့မနောဆိုတချင်းဆိုတဲ့ဘိုးအောင်နေရိုက်တဲ့လူကရွှေတုံးဘီအောင်နဲ့လူနာမည်ဥဘီအောင်ဒုံးကပါလေညောင်တုံးရွှေထဲတော့ရွှေတုံးဘီအောင်တက်တယ်နော်ဒီနော်ဘာမှရွှေတက်တယ်နော်ရွှေမန်းတင်မောင်ရွှေတုံးဘီအောင်ဒီလိုပါပဲမောင်စင်ပတိကုန်းတို့နာရွာတော့ခက်တယ်ကိုစင်ပတိကုန်းကတကယ်တော့ပတိကုန်းဆိုပြီးတော့ तू ပတိကုန်းမဟုတ်ဘူးနော်ကျွမင်ကောင်နာမှာရွာလေးနော်သူ့ရွာလေးကရွှေတက်ဖို့ခက်တယ်သမီးတို့ရွှေဘန်းတော်ကြီးရွာတက်မရှိနဲ့မောင်စင်ပတိကုန်းကအဲ့ဒါရှက်တော့မှပတိကုန်းလုပ်ထားတာတကယ်တော့ရွှေဘန်းမောင်စိန်ဝင်းဟဲ့ကြောက်စရာကြီးနော်ရွှေဘန်းမောင်သားချိုးဟဲ့ဘလို့ကြီးလားရွှေဘန်းအော်ပီဂျီနားနဲ့မနာဖွားနဲ့နာပါမောင်သားချိုးရိုင်းတာမဟုတ်ပါဘူးချစ်စနိုးလေးပေါ့ကျွန်တော်တို့လူမျိုးရဲ့အစွဲလမ်းပေါ့နော်ရွှေကြိုက်တော့စင်ကာပူမှာဗမာဥက္ကဘာခေါ်လဲရွှေတဲ့ထိုင်းမှာဘာခေါ်လဲရွှေတဲ့ S ခေါ်တယ်နော်နိုင်ငံခြားကိုရောက်နေတဲ့ဗမာတွေဘာလို့ခေါ်လဲရွှေတွေလို့ခေါ်တယ်နော်ရွှေကြိုက်တဲ့လူမျိုးပေါ့သူကရွှေလက်စုပ်ဝက်မယ်ဒါမျိုးပေါ့နော်ရွှေစရုံးထုံးမယ်သွားတော်ရွှေသားဒါကြောင့်နာမည်လေးအစရွှေတက်တာပေါ့ဒါကြောင့်ပြောပြရသေးတော့ကိုဇော်ဝင်းထုတ်ခဲ့အဖိုးကသူ့နာမည်ရွှေတိုင်ညွန့်နဲ့ကြည့်မနိုင်သားဆိုတော့ဥညွန့်ဆိုတော့ရွှေတိုင်ညွန့်တီဘောမင်းနဲ့သူ့မိန်းမနဲ့အဖမ်းခံရတာမောင်သားရှိုးခွတ်လို့ပေးမိန်းမပြောလို့မိဖုရားလို့ပြောမှာပေါ့နန်းတော်တဲ့ဝင်ဖမ်းတာမန္တလေးနန်းတော်တဲ့တချင်းလို့ရေးတာယတနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်ตายစီတီဘောရာစာနန်းဆန်းခုနှစ်နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇထာနီမြန်နဲ့အယုတ်ဇမှာဧကရစ်နဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုပ်ရှိရနေကိုတော့လာစုပ်လို့ရေးတယ်နော်ညီတို့အဖိုးကြီးကဘယင်လက်ထက်ကရေးရင်တတ်ခံမယ်နော်တပည့်တို့သိတယ်နော်မန္တလေးနန်းတော်ထဲမှာလက်စုပ်သုံးလို့ရလား no မန္တလေးနန်းတော်ထဲမှာနန်းတွင်းသုံးစကားရှိတယ်ဗမာသားဆရာလေးတွေရှိနေတာရာဇဌာနီစကားလို့ခေါ်တယ်နန်းတော်ထဲမှာသုံးရတဲ့စကားလုံးတွေရှိတယ်နာမည်ပေးတာကအစတင်တို့ခင်တို့ပေးချင်တယ်ပြောရသလားမရဘူးမလားတပည့်တို့လှန်ခိတ်ခေါင်တင်ဘာသူမဲ့တာလဲဘယင်သားတော်သမီးတော်တွေနဲ့နော်ဘယင်ညီတော်တွေရဲ့သားသမီးတွေတင်မဲ့ရတာခင်မဲ့လို့မရဘူးဒုတိယလက်ထောက်ဝင်းကြီးသမီးတွေဘာမဲ့ရလဲခင်မြင့်ခင်တင့်ဘယင်သားတော်သမီးတော်ဘယ်တော့မှတင်ခင်မမဲ့ဘူးမဟာစီမဟာသွေးကတင်မဲ့ရတယ်ဒုတိယနန်းကဝင်းကြီးသမီးတွေကခင်မဲ့ရတယ်ဝင်းကြီးသမီးကတင်မဲ့လို့မရဘူးနန်းတော်စီကန်းနေမြင်းတော်အကောင်သုံးလို့မရဘူးနော်သူတို့တင်ရတာပေါ့ရာသဌာနီစကားဘိတ်ကနေမြင်းပို့လိုက်တယ်အကောင်30နန်းတော်တဲ့အတွက်ဘယင်တက်မတော်သုံးဖို့မြင်းပို့လိုက်ပါတယ်အကောင်30ဘယင်ကမှာဒေါသထနဲ့တန်ရှင်းတယ်ဟျောက်တက်တင်ရင်လို့မင်းတို့ဘာအကောင်30လေအရှင်းမဘာဖြစ်လို့လဲပြန်စားဘူးလေနန်းတော်ထဲမှာအကောင်မသုံးနေဘာလို့လဲမြင်းစီးရ30ဟဲ့သူကနန်းဆန်ရတယ်လက်စုံမသုံးရဘူးဘာဖြစ်လို့လဲနန်းတော်ထဲမှာကြက်တည်းတုံးလို့ဘယင်တွေမကြိုက်ဘူးဆောက်တာတွေကွဲတာတွေပျောက်တာတွေပြက်တာတွေဒါမှပြောနေဘယင်မိတ်နားလေလားမျိုးဘာနန်းတော်ဘာဆောက်တာဘာလာဆောက်ရမှာလဲမဆောက်ဘူးလက်ပြည့်သွားပြီနေ့လက်ပြည့်ကျော်3ရက်4ရက်5ရက်လက်စုံမသုံးနဲ့လက်ခွေမသုံးနဲ့တပေါင်းလက်ပြည့်ကျော်3လက်စုံမသုံးရဘူးလက်မဆုပ်ဘူးပြည့်ပြီးတော့ဘာဖြစ်သွားတာလဲကြော်သွားတာမဆုပ်ဘူးသူကတော်တယ်ဘယင်တွေသုံးတာနော်ဗမာနိုင်ငံသတင်းစာဆရာတွေကြာနေတာပဲဗမာနိုင်ငံသတင်းစာဆရာတွေတော်ပါတယ်တိုက်ပြည်ရဲ့ဂုံကိုဆောက်ပါတယ်ဘောလုံးကန်လို့ရှုံးတာအစားရှုံးတယ်မရဘူးကြက်တည်မရှိရင်မရဘူးမြန်မာနိုင်ငံဘောလုံးအသင်းဟာဖြင့်မလေးရှားလက်ရွေးစင်အသင်းနဲ့ကန်ခဲ့ပါတယ်ကန်တဲ့ခါမှာဖြင့်ကျွန်တော်3ဂိုးမရှိနဲ့ကျွန်တော်တို့ဟာအောင်ပွဲနဲ့ဝေးကွာခဲ့ပါတယ်ခင်ဗျရှုံးတယ်မပြောဘူးအောင်ပွဲနဲ့ဝေးကွာနောက်9ရက်ကြာမှထိုင်းနဲ့ခြေစမ်းတဲ့ခါမှာတော့ကျွန်တော်တို့ဟာအာမတန်၍မန်းလျှော့ခဲ့ရပါပြီမဲမရှုံးဘူးတို့ကရှုံးတယ်မပြောဘူးကြက်တည်တုံးတယ်အောင်ပွဲနဲ့ဝေးကွာခဲ့ပါတယ်မလေးရှားနဲ့ဆက်ကန်တော့လဲ9ဂိုးမရှိနဲ့ကျွန်တော်တို့မှန်းချက်နဲ့နှမ်းတွေမကက်ခဲ့ပါဘူးခင်ဗျနောက်တစ်လကြာမှပြင်ဂျပန်လူငယ်သင်းနဲ့ခြေစမ်းတဲ့ခါမှာတော့ကျွန်တော်တို့ကပြင်ရင်အမတန်၍မန်လျှော့ခဲ့ရပါတယ်ဗျမရှုံးဘူးကျွန်တော်တို့ကအောင်ပွဲနဲ့ဝေးကွာတာမှန်းချက်နဲ့နှမ်းတွေမကိုက်တာအမတန်၍မန်လျှော့ခဲ့ရတာမရှုံးဘူးကျွန်တော်တို့စကလုံးအလှပလေးသုံးတယ်လို့ပဲနန်းတွင်းထဲမှာလေမြင်းကိုအကောင်မသုံးနဲ့စီးလို့သုံးကျွန်တော်ပြဿနာပဲမတော့ဘူးနော်လာဆုပ်တယ်မသုံးနဲ့ဘယင်နေနန်းဆန်နေတာဆုပ်တာတွေကွဲတာတွေတက်တာတွေကြက်တည်မရှိတာဘာလို့ပြောတို့ကဘယ်တော့မှမသိဘူးတို့ကကြောက်စရာကောင်းပါလေစာအုပ်ကလေးတွေဝယ်ဖတ်ဖို့သဇင်းစာပေမှာသွားဝယ်ဖို့ဘသူရေးတဲ့စာအုပ်လေရွှေပြည်ဥပတင်မိမိဝင်းဖေရဲ့အဖိုးအဆိုတော်မိမိဝင်းဖေရဲ့အဖေကရုပ်ရှင်မင်းဒိုက်တာကြီးဘယ်သူလဲ
ဦးဝင်းဖေသူ့အဖေအဖိုးပဲအရင်ကောက်သူရေးတဲ့စာအုပ်3000ဝယ်ဖတ်ဖို့ခင်ဗျားတို့ဘကိုးသားကြီးစာအုပ်ဖတ်လိဗျာပါပါတယ်တမီးတို့နန်းတွင်းမှာဘာမသုံးနဲ့ဘာသုံးဆိုတာနော်မိုက်ပါတယ်စကားလေးတရိယာလို့ပြောလိုက်တာကိုဇော်ဝင်းထုတ်အဖိုးကတော့အခုတော့လက်စုပ်လို့သုံးနေနော်1249ခုနှစ်မှာဒီတစောင်းမုံလက်စုပ်ရှိရနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာဒီယနေ့တိုင်သာဒီမမေ့နိုင်ပါပြီရင်းမြစ်ရှင်ကိုယူငင်သွားတော့လူရှင်များရေကကြေကွဲရလို့ရင်းနေငါဗမာညီအော်ဒီဘောရာစာပါတော်မူလေဒီဆက်ဆိုရင်ကြာမှာပေါ့သမီးတို့အချိန်လေးနိုင်လေးကြည့်ရင်လည်းကျွန်တော်ပြောနေတာတနားရီတော့ပဲပြောပြီးဆင်းလို့ပေးတက်ကိုအားနာလားကျွန်တော်ပြောနိုင်တယ်ကြုံဖြစ်တယ်ကျွန်တော်တို့ပါတော်မူတယ်လို့ခေါ်တယ်ကျွန်တော်တို့ကရှုံးတာတော့ကျွန်တော်တော်ထဲ့တယ်နော်နန်းဆန်တယ်နော်သေတော်မူတယ်မသေတာတော့တော်ထဲ့သေးတယ်ကျွန်တော်ကဓာတ်နဲ့အချိုးခံရတော်မူမယ်မရတော်တော့ပါကြောင့်ရှုံးတာတော့ကျွန်တော်ကတော်ပါမယ်နော်ငါရဲ့ပါတော်ကိုရိုက်လေးချင်းမောင်သားချူတို့နော်အာအို right တော်ဝင်ရမယ်ကျွန်တော်တို့နင်ငါနေမကောင်းတော်မူတယ်မသိကန်ကြီးအောင်ဖြစ်နေတယ်မကြမ်းမာတော်မူဘူးဟဲ့ကဲနေဘယ်တော့တော်ထဲနေတာတော့တကယ်ဖင်းနေသူများဖန်ခံတာကိုပါတော်မူတယ်မပါတော်မှဆိုရိုးသားဖခုနော်မဂုံရှိလေးနဲ့သူကပါတော်မူတယ်အသေးကွဲတော်မူတယ်ဒီလိုနီးနဲ့ဗမာဘရင်နဲ့မိဖုရားကိုရန်ကုန်မြို့ကိုသင်္ဘောနဲ့ခေါ်တယ်ဘာကြောင့်လဲယထာလန်းကားလန်းမရှိသေးမန္တလေးကနေဘယ်လိုလုပ်ခေါ်မလို့သင်္ဘောနဲ့ပေါ့ဒီဘောမင်းကိုအိန္ဒိယပို့တယ်ပေါ့နောက်တော့သူတေတော့မှသူမိမကိုဒီပြန်ပို့တယ်ပေါ့မိဖုရားကိုပြန်ပို့တယ်ပေါ့တေးတယ်ဆိုတာနိုင်ပါဆန်တယ်ပေါ့ဗျာမြန်ပြောနေလို့ပါခွင့်လို့ပေးပါဘယင်နိုင်ပါဆန်တော့မှမိမရန်ကုန်ပို့မိမရန်ကုန်မှာသေနိုင်ပါဆန်စုဖျားလက်မြုပ်ရှင်လုံးဖျားခြေရင်လေးလောင်းပြအဲ့နားမှာထိတ်ဆုံးကတခင်ကိုတော်မိုင်းကက်ရက်ကဒေါခင်ကြီးမဟုတ်လားရန်ကုန်ရှင်လုံးဖျားမှာဂူလေးကိုမတွေ့ဘူးလားထိတ်ဆုံးကတခင်ကိုတော်မိုင်းလေဒီဘက်ကဘုံကျုံဆန်မိမဒေါခင်ကြီးလေတမီးတို့သားတို့မြင်ပါပါဂူလေးလေးဂူနဲ့စုဖျားလက်တို့စုဖျားလက်ကနောက်ကြမှာအဲ့ဒါတခင်ကိုတော်မိုင်းပြီးတော့ဒေါ်စုအဖေဒေါ်စုအမေမေပြီးတော့မှစုဖျားလက်ပြီးတော့မှကျွန်တော်တို့သိတယ်ဘာလို့လဲကုလသမဂ္ဂအတွင်းမှုချုပ်ဦးတန့်ပြန်လာပြီးတော့တေးရတာသူအိန္ဒိယမှာတီဘောမင်းကိုမြှုပ်ရတယ်လေသမီးတို့ခုထိအလောင်းတေးလို့မရသေးဘူးနော်အိန္ဒိယအစိုးရကိုဗမာနိုင်ငံအစိုးရတောင်းပန်ထားတယ်နော်ဂူကိုတူးပြီးတော့အလောင်းပြန်တေးခြင်းနဲ့အယိုးမန္တလေးနန်းတော်ထဲမှာမြှုပ်ရှင်တယ်မန္တလေးနန်းတော်ကြီးခင်ဗျားတို့ဒီနန်းတော်တွေကခေါ်ပြီးတော့ကျွန်တော်ကြုံဖြစ်ခဲ့ကြတာပဲမှလားသမီးတို့အားလုံးသိတာပဲ1249ခုနှစ်မှာဒီတစောင်းမုံလာဆိုရှင့်နေကိုတော့နန်းတော်နဲ့ဝဖမ်းတာလေညီတို့ကာနယ်စလေတင်နဲ့အင်္ဂလိပ်ဗိုလ်ချုပ်ကြီး General Prendergast တစောင်းမုံလာဆိုရှင့်နေကိုတော့မမေ့နိုင်ပါပြီနေ့တိုင်သာဒီနေ့တိုင်သာဒီနေ့နိုင်ပါပြီရင်းမြစ်ရှင်ကိုယူငင်သွားတော့လူရှင်များရဲ့ကကြေခွဲရလို့ရင်းတဲ့ကပမာကြီးဩဒီဘောရာစာပါတော်မူလေပြီစာတော့မြန်အောင်ကျွန်တော်ဆိုနေလို့ကျွန်တော်ဆိုတတ်တယ်ကိုဘရင်ကိုရှင်ကိုမြုံမန်းကြီးရင်းတဲ့တိုင်းမမေ့နိုင်ပါတော့ဒီကျွန်တော်တို့တချင်းဆက်ဆိုရင်ဘကိုးသူဘကိုးသားများမောင်သားချိုတို့ရန်ကုန်ပြန်လာကြာမယ်ခင်ဗျားတို့လည်းစိတ်ညစ်မှာပေါ့ကျွန်တော်တို့ကျွတ်ဖြစ်တာမှာလားပါတော်မူလေခေါ်တယ်တန်နိုင်ငံလုံးအင်္ဂလိပ်လက်အောက်ကြားကိုသွားတယ်စစ်တပ်ဝင်လာတဲ့တနတ်တွေနဲ့ရတနာပုံနေပြီမင်းဆက်တဆက်အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်သာယာစီတီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့အရေးကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နှံအယုတ်ဇတ်မှာဧကနဲ့ဝေးတာကြာလေပြီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နှံအယုတ်ဇတ်မှာဧကနဲ့ဝေးတာကြာလေပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုပ်ရှိရနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာဒီမမေ့နိုင်ပါပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုပ်ရှိရနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာဒီမမေ့နိုင်ပါပြီရင်းမြစ်ရှင်ကိုယူငင်သွားတော့လူရှင်များရေကကြေကွဲရလို့ရင်းနေငါဗမာညီအော်ဒီဘောရာစာပါတော်မူလေဒီ